ကျွန်တော်ဒါပြုံးနေမြို့မှာအိမ်ကောင်းကောင်းတစ်လုံးကိုရှာနေလားအဲ့အိမ်ကောင်းတစ်လုံးကိုရှာနေတယ်ဆိုရင်တော့တီနီယာအားရောပိုင်ဆိုင်မှုအားရောပြီးတဲ့ခါကျတော့အိမ်ရဲ့ quality အားရောအသင့်နေထိုင်ုံဖြစ်အောင်တိစောက်ထားတဲ့အပြင်ကိုမှာကျွန်တော်တို့ဒါခြံထဲမှာရောအိမ်ထဲမှာရောအနားယူစရာတွေရောပြီးတော့တိတ်ပန်းပန်းတွေရောတောင်ကုန်းတောင်နှံအလှတွေရောမင်းမျိုးအရသာရောလုံးဝကိုပေးစွမ်းတဲ့အပြင်ကိုဈေးနှုန်းမှာအရန်တင့်တဲ့ကျွန်တော်ဒါအိမ်တစ်လုံးကိုကျွန်တော်ကဒီနေ့မိတ်ဆက်ပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီအိမ်ဖြစ်ပါတယ်ခင်ဗျDr. Somo, Dr. Somo. New home, new start, let it flow. Future's bright, we're moving up. So, Dr. Somo, Dr. Somo. Channel မှာဒီလိုအနားယူစရာရောပြီးတဲ့ခါကျတော့မိသားစုတွေစုံညီဒါအပေါင်းအသင်းတွေစုံညီနေဖို့အတွက်ရောဒါမှမဟုတ်ဆိုကျွန်တော်ဒါရုံငန်းအနေထားပြုလုပ်လို့ရနိုင်တဲ့အပြင်ကိုမိမျိုးအရသာကိုကျွန်တော်ဒါမြင်တာနဲ့ပေးဆောလို့ရနိုင်ဒီလိုမီးကိုခေါင်းနိုင်လေးပါတဲ့ဒီလိုအလုပ်စပွဲယုံလေးနဲ့အေးစေးလေးထားကျွန်တော်ဒါအလုပ်လုပ်မယ်အနားယူမယ်အရန်ကိုပြည့်စုံတဲ့နေရာတစ်ခုဖြစ်တဲ့နေရာလေးတစ်နေရာကတော့ကျွန်တော်အရန်ကြိုက်ရတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒီမှာတစ်လုံးယူဆိုကြည့်လိုက်အောင်လုံးဝဘရောက်သားတွေဥမာလေတိတိကျကျကိုထွင်းထူအလားစင်ထားတဲ့အရန်ကိုလှပတဲ့နေရာကြီးတင်နေရာဖြစ်တယ်ဒီမှာကျွန်တော်ဂျပန်ဆိုင်အေးဆေးတွေဒီမှာထိုင်ပြီးတော့မှမိတ်ဆွေအပေါင်းအသင်းလေးတွေနဲ့ဒါကိုယ့်ရဲ့လက်အောက်ငယ်သားဝန်ထမ်းလေးတွေလည်းဒီမှာအနားယူလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ဒီမှာဆွဲထားတဲ့မီဇန်အလှလေးတွေအစားလေလုံးဝ vibe ကလေဘာနဲ့မှကိုမတူအရန်ကိုပြည့်စုံနေတာဒီမှာကျွန်တော်ဒါအကင်လေးတွေပါကင်စားလို့ရနိုင်တဲ့ဒီလိုကျွန်တော်ဒါဒီလိုမီးဖို့လေးပါပါတယ်မီးဖို့လေးကိုလည်းဒီတက်သားလေးနဲ့လည်းအပေါ်အဖုံးလေးဖုံးထားတာအစားလေးတကယ်ကိုအသေးစိတ်ကြတဲ့ကျွန်တော်တို့ဒါအမှုစိတ်ကြတဲ့အမှုပညာမြောက်တဲ့ကျွန်တော်တို့ဒါခြံကြီးထဲမှာပါတဲ့နေရာကြီးတနေရာဖြစ်ပါတယ်လုံးဝကိုစိတ်ကိုခံစားမှုကိုစိတ်ကြည်နူးမှုကိုအများကြီးပေးစွမ်းနိုင်တဲ့ကျွန်တော်ဒါဒီလိုရေတကုံကြီးကိုလည်းလေတိတိကျကျအင်ရှင်ကလေသူ့စိတ်တိုင်းကြဒါတကယ်ကိုရှားပါတဲ့အနေအထားဖြစ်ပြီးကျွန်တော်တို့ကက်စတမိုက်လုပ်ထားတယ်လို့ကြောက်တုံးအကြီးနဲ့လေဒီလိုရေလေးတွေဆွဲကြနေတဲ့ fight ကလည်းလေအရန်မိုက်တယ်ပြီးတော့ဒီမှာတို့လေးတက်ကလေးနဲ့လေဆင်းပြီးတော့ညနေခင်းဆိုရင်ကျွန်တော်တို့ဒါအေးစိတ်ဒီမှာအနားယူလို့ရနိုင်တယ်ပြီးတော့ဒီမှာစိန်ပန်းပြရဲ့အတိတ်ပဲလိုပါပဲအချင်းရလိုပဲဒီမှာကျွန်တော်စိန်ပန်းပြစိန်ပန်းဒီအပင်အကြီးရလဲမိမိရဲ့ channel မှာရှိတာဆိုတဲ့အခါကျတော့လေဘယ်မျိုးကလဲလို့မေးစရာမလိုအရန်ကိုပြည့်ပြည့်စုံတဲ့နေရာလေးဖြစ်တယ်ပြီးတော့ဒီကွက်ပြက်လေးရလဲလေဒီမှာသေချာလေးအပင်ကြီးအောက်မှာ customize လုပ်ထားရတယ်ဒီလိုလေးငေးပြီးတော့ဒီလိုလေးကြည့်ပြီးတော့ဒီလိုလေးဆွေးနေပြီးတော့မှခံစားတဲ့အရာသာကတကယ်ကိုကိုယ်အိမ်ကိုရလို့ခံစားပြီးတော့မှပေးရတဲ့ဈေးနဲ့တန်းတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒီမှာညခင်းပြင်လေးတွေကိုလည်းရေတခွင်းရဲ့ဘေးမှာဒီလိုလေးစီစီလေးကျွန်တော်ဒါစိုက်ပြထားတာလည်းအရန်လှရတယ်ပြီးတော့မင်းမြမော်ပဲပေါအောင်နိုင်တယ်ဒီလိုတစ်ပင်ပန်းမှန်ဒီလိုထင်းရှူပရိသာပင်အကြီးကိုလည်းကျွန်တော်ဒါအကုန်လုံးဒါတစ်ချံလုံးမှာကျွန်တော်ဒါစိုက်ပြပေးထားရတယ်ဟိုးမှာဆိုရင်ကျွန်တော်ဒါဝယုံတော်တွေဝယုံအလှတွေဝယုံပင်တွေကိုလည်းကျွန်တော်စိုက်ပြပေးထားရတယ်ပြီးတော့ဒီမှာဒီဘက်မှာလည်းကျွန်တော်ဒါနောက်တဲ့လမ်းရှိပြီးတော့မှဟိုးမှာလည်းကျွန်တော်ဒါ9 event အိမ်ရာလည်းရှိနေတယ်ပြီးတော့ညပိုင်းဆိုရင်အရန်လှတဲ့ကျွန်တော်ဒါမီးအလှလေးတွေကလည်းတစ်ချံလုံးပတ်လဲသေချာချာလေးကျွန်တော်ဒါဖန်တီးပေးထားတာလည်းအရန်မိုက်တယ်ဒီမှာတိမပန်းပန်းလေးတွေချစ်တဲ့ကျွန်တော်မိတ်ဆွေတွေ့ဆိုရင်လည်းဒီနာလေးမှာတိမပန်းပန်းလေးတို့ကြောက်တုံးလေးနဲ့ဆလာပပလေးစီဆက်ပြုတ်ပေးထားရတယ်လေအရန်ကိုမိုက်တယ်ခြံထဲမှာကျွန်တော်ဒါကားတစ်စီးဒီမှာအေးစေးလေးမိမိရဲ့ကိုပိုင်ကပါကင်ရန်နာလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒါအင်ရှင်း idea လည်းဒီမှာကားတစ်စီးရန်နာလို့ရတယ်အင်ရှင်းမှာလည်းကားတွေအများကြီးဧည့်သည်လာတယ်ဆိုလည်းအေးစေးရန်နာလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်အောင်ကျွန်တော်ဒါဖန်တီးပေးထားတယ်ပြီးတော့ကျွန်တော်အုတ်တန်းနေအလားဆိုရင်လည်းဒီမှာသေချာလေးမွန်းကျက်မှုမရှိဘဲနဲ့တကယ်ကိုမော်ဒယ်ပုံစံဖြစ်အောင်အေးစေးလေးဒီလိုလေးချန်စီကိုအတိုလေးနဲ့လည်းဖန်တီးထားတဲ့အနေအထားတစ်ခုဖြစ်တယ်ကဲ channel ကလည်းဘယ်လိုဖွဲ့စည်းမှုရှိလဲဆိုတော့ကြည့်ဒီလိုလေး negative လေးနဲ့လည်း separate level လေးနဲ့လည်းမိမိရဲ့ channel ကိုကျွန်တော်တို့ဒါရှောက်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ခုနကျွန်တော်ပြောခဲ့တဲ့ဒါအနားယူလို့ရနိုင်တဲ့ဒီလို brow တစ်လုံးကြီးနဲ့အလှဆင်ထားတဲ့ဂါစီပုံအကြီးလို့ခေါ်မလားဘယ်လိုခေါ်မလဲနားနေဆောင်အကြီးလို့ခေါ်မလားအဲ့လိုအကြီးကလည်းဒီလိုဝရဏပွက်လုံးကြီးနဲ့လည်းဒီမှာအလှဆင်ထားရလေဒီအိမ်ရဲ့အရန်ကိုကောင်းတဲ့ဒါအရန်ကိုတန်တဲ့ဈေးနဲ့ရောင်းချပေးတဲ့အနေအထားတစ်ခုဖြစ်တယ်ကျိုးဆိုပါတယ်ကဲအိမ်ထဲမှာခုနကကျွန်တော်ညွှန်းထားခဲ့တဲ့ဒါလုံးဝဒီဇိုင်းမမရောက်ဘူးဆိုတာကျွန်တော်သက်သေပြဒီမှာ furniture တွေကိုလည်းတိတိကျကျ customize လုပ်ပြီးတော့မှတကယ်ကို energy ကိုပေးစွမ်းတဲ့ဒီလိုအရာရောထွင်းထူထားတဲ့ကျွန်တော်ဒါအလှအပတွေရောပြီးတော့မီးဆိုင်တွေရောပြီးတော့တအိမ်လုံးကိုကတ်ထားတဲ့ဒီလိုပကြီးကားတွေအားစားလေဘာမှကိုအပြစ်ပြောစရာမရှိဘဲနဲ့တကယ်ကိုအရန်ကိုပြည့်စုံတဲ့ဒါကျွန်တော်ဒါအေခိုင်းတစ်ခန်းဖြစ်တယ်အိမ်တစ်လုံးဖြစ်တယ်ဒီမှာပစ္စည်းပစ္စည်းလေးတင်ဖို့အတွက်မှာကက်ဘိနက်လေးတွေအားစားလေ customize လုပ်ထားတာအားစားလေတကယ်ကိုအရန်မိုက်တယ် TV စင်တွေရောမော်ဒယ်ပကြီးကားနဲ့ဒီအိမ်တအိမ်လုံးကိုကျွန်တော်ဒါချိတ်ဆွဲပြီးတော့မှရောရှက်ထားတာလေအရန်ကိုပြည့်စုံတဲ့အနေအထားတစ်ခုဖြစ်တယ်အောက်ထပ်မှာဆိုရင်ကျွန်တော်ဒါမာဇာဘန်တော့အခန်းကြီးတဲ့အခန်းဖြစ်တယ်ဒီမှာ
အခန်းမှာသုံးထားတဲ့ပစ္စည်း quality တွေရောဒီတကားပေါင်တွေရောပြီးတော့စေးသားတွေရောစီလီအမြင့်တွေရောထွန်းထူထားတဲ့အလားအပတွေအားစားလေးတကယ်ကိုပြည့်စုံနေမှာဂရင်ရုပ်ပဲတစ်ချက်ရှိုးအခန်းမှာဒီလိုတတိချက်ချကိုဒါရွေးချယ်ထားတဲ့တကယ်ကိုရှားပါဒီလိုဂရင်အကြီးအလှအိုက်ကြလည်းအများကြီးရှိတယ်ပြီးတော့ဒီမှာ like ကာတွေအားစားတတိချ customize လုပ်ပြီးတော့မှအိမ်ထဲလိုက်ဖက်တဲ့အယောင်ကိုလေး match ဖြစ်အောင်ကျွန်တော်ဒါတတိချမှားထားတာကွာလေတကယ်မိုက်တယ်သဘောကျလိုက်တာဗီဒီယိုကြီးရောပြည့်စုံတယ်ဒီမှာရေချိုးကိုင်းတာလည်းဒီဘက်မှာရေချိုးကိုင်းတာဆိုရင်ဒါကျွန်တော်ရောင်းပေးနေကြတယ်ကြွေပြားတွေခင်းထားတယ်ကြွေပြားအကြီးတွေကိုအမြင်ကတ်ထားတယ်ပြီးတော့ quality ကောင်းတဲ့ပစ္စည်းလည်းအသုံးပြုပေးထားတယ်ကျွန်တော်ဒါရေဘူးရေအေးတွေလည်းအကုန်ပါတယ်ဘိုက်ဒီဘက်ကတော့ကြည့်ဒီညကတော့ဒါကျွန်တော်တို့ရဲ့အိမ်ရှင်မတွေအကြိုက်တည်ချာချက်ပြုတ်ပြင်ဆင်လို့ရနိုင်တယ်ဒီမှာ dining kitchen area ဖြစ်ပါတယ်ဒီမှာ dining နေရာဆိုရင်လည်းဒီလိုလေးဇွဲကုံလေးတွေအားစလုံးဝအထုပ်ဆွဲပြီးတော့မှအသင့်နေထိုင်အောင်ဖြစ်အောင် furniture တွေအကုန်လုံးဖန်တီးပေးထားတယ်ဒီမှာ dining နဲ့ light ဖက်တဲ့ဒီလိုပကြီးကားချက်လေးတွေကလည်းဒီလိုတက်သားပေါင်လေးနဲ့ထွေးထူပြီးတော့မှဒီလို customer လုပ်ထားတဲ့နေရာမှာပဲတတိချက်စီကတ်ထားတာအစားလေး idea ကိုအရန်ပြည့်စုံတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ချက်ပြုတ်ပြင်ဆင်လို့ရနိုင်တဲ့ဒီမှာမိဖို့ကိုင်းရလဲဒီမှာအကျယ်ကြီးပါတယ်စိတ်ကြိုက်ကျွန်တော်ချက်ပြုတ်လို့ရနိုင်တယ်ပရင်းပေါက်နဲ့လေဝင်လေထွက်အားရဖို့အတွက်ကိုလည်းလေဝင်လေထွက်အားနဲ့ကျွန်တော်ဒါဒီလိုလေးအလင်းအောင်အားရဖို့အတွက်ကိုလည်းပရင်းပေါက်အကြီးနဲ့လည်းကျွန်တော်ဒါသေချာလေးဖန်တီးပေးထားတယ်ဒီမှာကျွန်တော်ဒါချက်ပြုတ်မယ်အပြင်ကိုငေးကြည့်မယ်တောင်တောင်နဲ့အလှတွေအားစဒီမှာမြင်ရတယ်မေမျိုး vibe အရာသာကိုအပြည့်အဝပေးဆန်းတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒီဘက် secondary door ကနေလည်းကျွန်တော်ကြောင်လင်လေကားလေးကနေပြီးတော့လည်းကျွန်တော်ဒါအောက်ကိုဆင်းသွားလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်အောက်မှာလည်းကျွန်တော်ဒါအဝတ်တွေပါတယ်လမ်းမို့အတွက်သို့မဟုတ်တရိတ်ဆန်လေးနေဖို့အတွက်လောင်လေးတွေထားဖို့အတွက်အဲ့လိုလေးတွေကျွန်တော်ဒါမြေဖို့ကြက်အကျယ်ကြီးရလည်းအများကြီးပါသေးတယ်ဒီမှာမျိုးကန်တော့မှဆိုရင်လည်းပစ္စည်းကက်ဘိနက်လေးတွေတင်ဖို့အတွက်အနေထားရတယ်လေသူ့နေရာလေးနဲ့သူတက်ကက်ကက်ဖြစ်နေတာကိုကလေအရန်ကိုကောင်းတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ခင်ဗျလေကခွင်းရဲ့ဘေးမှာကျတော့လေကခွင်းရဲ့အောက်မှာကျတော့ကျွန်တော်တို့အများဆုံးရေချိုးကအိမ်သာတစ်ခုကိုဒီမှာကျွန်တော်တို့ထည့်သွင်းပေးထားရတယ်ပြီးတော့လေကခွင်းရဲ့အောက်မှာဆိုရင်လည်းကျွန်တော်တို့ပစ္စည်းလေးထားမယ်ဖနက်စင်တွေပါထားဖို့အတွက်ကိုလည်းဒီလိုလေး customize လုပ်ထားတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်အရန်ကြိုက်ရတဲ့နေရာတစ်ခုကဒီမှာလေးဟိုတယ်လိုပဲဒီလိုမှန်ကြီးနဲ့ပစ္စည်းတွေတင်ဖို့အတွက်ခုံလေးနဲ့ရမ်းပြည့်စုံတယ်ဒါဆိုရင်အပေါ်တက်ကြည့်ကဲလေကခွင်းရလေအကျယ်ကြီးရဲ့ပြန်ကြီးရပြီးတော့ခါကျတော့ပြစ်ရှိတယ်ပြီးတော့ကျွန်တော်တို့လက်ရမ်းနေဆိုရင်လည်းဒီလိုလေးတက်သားအစစ်ကျိုးစစ်တွေလည်းတခြား train to ပေးထားတဲ့အပြင်မှာကျွန်တော် thermal glass တွေနဲ့လည်းအလားဆင်ထားတယ်ပြီးတော့ချိတ်ဆွဲထားတဲ့မီးဆိုင်ရောပြီးတော့လေကခွင်းရဲ့ဘေးမှာကျွန်တော်တို့ဒီလိုအလင်းအောင်အားရဖို့တော့ဒီလိုသတိကအချွန်လေးနဲ့လည်းကျွန်တော်တို့ဖန်တီးပေးထားတဲ့အနေထားရောပြီးတော့လေကခွင်းတက်ချင်မှာလဲဒီလိုလေးကြက်တည်ဆောင်တဲ့ဒီလိုတက်သားအလားထွန်းထူထားတဲ့ပစ္စည်းလေးတွေတင်ဖို့အတွက်ဒီလိုလေးပစ္စည်းစင်တဲ့အနေထားအစဘာမှကိုကျွန်တော်တို့ဒါနေရာအလွတ်မရှိအောင်ဖန်တီးထားတဲ့အနေထားတစ်ခုဖြစ်တယ်ကဲဒါဆိုရင်အပေါ်တက်မှာဘယ်လိုဖွဲ့စည်းမှုရှိလဲဆိုတော့ကျွန်တော်တို့ရင်ခုန်နေပြီကျွန်တော်တို့သွားကြည့်မယ်ပေါ်တက်ချင်မှာလဲကျွန်တော်ဒါဒီနံရံလေးမှာဆိုရင်လည်းဒီလို modernize ဖြစ်တဲ့ဒါ energy ကိုရရှိတဲ့ဒီလိုရွှေသမင်လေးတွေရွှေပင်ငွေပင်လေးတွေရွှေကြောက်တုံးလေးတွေရောဒီပင်လယ်ကြီးတွေရောရွှေငါးလေးတွေရောအဲ့လိုဒါပကြီးကားချက်လေးတို့ကျွန်တော်ချိန်ဆွဲထားတယ်အဲ့တော့လေကခွင်းတက်ချင်မှာကိုခံစားရတဲ့ vibe ကိုလေကိုလေးဘယ်လိုပြောမလဲပြည့်စုံနေတယ်လို့ခံစားရတဲ့ feeling မျိုးကျွန်တော်ရရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလာပြီးတော့မှလေ့လာဖို့တဲ့ကျွန်တော်ကတော့ request လုပ်ပြရစီကဲဒီခန်းတော့အရင်ဝင်ကြည့်ဒီခန်းလေးကတော့ဒါဒီအိမ်ရဲ့အပေါ်ထဲမှာပါတဲ့ master bedroom တစ်ခန်းဖြစ်ပါတယ်ဒီမှာသုံးထားတဲ့ပစ္စည်းအနေထားတွေရောဒီမှာပကြီးကားချက်ကြီးကလည်းသဘောကျလိုက်တာကျွန်တော်ကပဲ model ပကြီးကားကိုသဘောကျလို့လားမသိဘူးအိတ်ခမ်းနဲ့မှာနေရာတိုင်းမှာဒါကြောင့်ဒါပကြီးကားတွေချိန်ဆွဲထားတဲ့ဒါအင်ရှင်ရဲ့ဒါ idea ကလည်းကျွန်တော် appreciate လုပ်တယ်ပြီးတော့ဒီ green ဆိုလည်းကျွန်တော်ဒါဒီတစ်လုံးကြီးနဲ့ခြေထောက်ကြီးနဲ့ကျွန်တော်ဒါတစ်လုံးခုံနဲ့အလားဆင်ထားတယ်ဒီမှာတော်တော်မိုက်တယ်မျက်နှာချက်အားအရန်လာတယ်မျက်နှာချက်မှာကျွန်တော်တို့ဒါမီဇိုင်းလေးထားတဲ့အနေထားအရန်လာတယ်ခေါင်းလေးတွေချိုးထားတာတော်တော်ပြည့်စုံတယ်ဒီမှာဆိုရင်ကျွန်တော်နောက်ထပ်အဝတ်လဲဝတ်တဲ့ဗီဒီယိုလေးပါတွေထားလိုက်တယ်ဆိုရင်တော်တော်ပြည့်စုံသွားပြီမီပလက်ပေါက်တွေအစားသူ့နေတယ်သူတက်ကက်လေးတွေကြာဖွဲ့စည်းတိဆောက်ပေးထားတယ်ပြီးတော့ရေချိုးကအိမ်သားကလည်းကျွန်တော်ဒီဘက်မှာပါတယ်ရေချိုးကအိမ်သားလည်းတော်တော်ကျယ်တဲ့အနေထားတစ်ခုဖြစ်တယ်ပြီးတဲ့ခါကျတော့ရေဘူးကြီးလည်းအကုန်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒါဖျားကန်းတဲ့ကိုသွားကြည့်ကဲဒီမှာဖျားចောင်းဆောင်အနေထားကိုဒီမှာသူ့လျာအနေနဲ့သူနေရမပုတ်မတော့တေးသေးချာလေး customize လုပ်ထားတဲ့ train to ထားတဲ့
အနေထားလေလေအရန်ကိုကောင်းတဲ့နေရာတစ်ခုဖြစ်တယ်ဒါကိုတက်ပယ်တဲ့ကျွန်တော်ဒါကျွန်းတဲ့ဖရားကိုလည်းဒီမှာပူဇော်ပတ်တာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်ပြီးတော့ဒီလိုလေးအလင်းရောက်အားဟိုဘက်တစ်ချက်ဒီဘက်တစ်ချက်မှာလည်းဒီလိုလိုက်ကလေးတွေနဲ့လည်းဖန်တီးပေးထားတယ်ဒီမှာလိုက်ကလေးတွေဆိုလည်းအယောင်တစ်ယောင်နဲ့ဖြစ်အောင် customize လုပ်ထားတဲ့ idea ကလည်းတော်တော်ပြည့်စုံတယ်ဖရားကမျက်နှာချက်အလှဆိုရင်လည်းဒီငြိမ်ပြီးတော့မှတေချာဖန်တီးပေးထားတယ်ပြီးတော့ဒီမှာမီဇိုင်းမှာဆိုရင်ကျွန်တော်ပန်ကာလေးတွေပါပါတယ်လို့ကျွန်တော်သိရတယ်ဗျပြီးတော့မှစမ်းကြည့်အောင်ပဲပြီးတော့ဒါကျွန်တော်ဖရားကနေအပြင်ထွက်တဲ့ခါကျတော့ဒါကျွန်တော်ရဲ့အနားယူလို့ရနိုင်တဲ့ဝရဏကြီးရတစ်ခုပါတယ်ဒီဝရဏမှာဆိုရင်လည်းဒီညမှာဆိုကျွန်တော်တစ်ပင်ပန်းပန်းလေးတို့ပန်းအိုးလေးတွေနဲ့တေချာ customize လုပ်ပြီးတော့ထပ်ဆိုင်လိုက်တယ်ဆိုရင်ပြည့်စုံသွားပြီအရန်ကိုလှတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့အရန်သဘောကျတဲ့အချက်ကဒီကိုလေးကတိလေးနဲ့တောင်းအဲ့လိုလေးဆင်းပြီးတော့မှဒီမှာအေးစစ်စစ်လေးအနားယူပြီးတော့မှဟိုမှာတွေ့လားအင်ရှာရဲ့အလှကိုလေဒီမိမိရဲ့ကိုယ်ပိုင်ဝန်ထမ်းသားတွေပဲခံစားလို့ရနိုင်တဲ့အနေအထားတွေဖြစ်တယ်ပတ်ဝန်းကျင်မှာလည်းအကုန်လုံးကတိတ်ဆိတ်ငြိမ်သက်ပြီးတော့မှအိမ်လေးလှလှလေးတွေပတ်ဝန်းကျင်ကလေကိုဖန်တီးစားထားစရာမလိုဘဲနဲ့စီစီတရှိနေတာကိုကဒီအိမ်ရဲ့အရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးတော့ခုနကကျွန်တော်ပြခဲ့တဲ့အိတ်ခမ်းကလည်းဒီလိုလေကတိလေးနဲ့တက်ပြီးတော့မှမိမိရဲ့ကိုယ်ပိုင်ဝန်ထမ်းသားပုံစံအနေထားလေးနဲ့လည်းဖန်တီးထားတာကိုကလေအရန်ကိုပြည့်စုံနေတဲ့အနေအထားတစ်ခုဖြစ်တယ်ကဲဘယ်တော့လှတဲ့အနေအထားလေးဗျနောက်ထပ်ဒီအိမ်ရဲ့ကျွန်တော်အရန်ကြိုက်ရတဲ့ဒါနေရာကြီးတနေရာနဲ့အိတ်ခမ်းတစ်ခမ်းကတော့ဒီကိုင်းဖြစ်ပါတယ်ဒီကိုင်းဆိုလည်းအကျယ်ကြီးပဲတော်တော်ကိုကျယ်တဲ့ကျွန်တော်တို့ဒါအိတ်ခမ်းကြီးတစ်ခမ်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီလိုဖန်နီချာပစ္စည်းအစုံနဲ့ customize လုပ်ထားတဲ့ဒီလို green ရစဒီလိုမိုးရရစဒီမှာကျွန်တော်တို့အလင်းအောင်အားရဖို့အတွက်လုံဝင်လေးထွားရဖို့အတွက်မှန်အကြီးတွေရစမှန်အကြီးပြီးမှကျွန်တော်တို့ဒါဒီလိုချိတ်ဆွဲထားတဲ့ light ကာတွေရစဒီမှာခေါင်းရင်းမှာဒီမှာတိတိချာချာကိုကျွန်တော်တို့ပေးဆွမ်းထားတဲ့ပကြီးကားချက်ကြီးအစပြီးတော့ဒီလိုစီလမျက်နှာချက်အလှတွေအစအရန်ကိုပြည့်စုံနေတဲ့အပြင်ကိုဒီခိုင်းမှာအရန်ကောင်းတဲ့အားသာချက်တစ်ခုကမိမိရဲ့ကိုယ်ပိုင်အခန်းနေပြီးတော့မှမြင်တွေ့ရတဲ့လုံးဝမေမျိုး vibe ကိုအပြည့်အဝရရှိတဲ့ energy ကိုပေးဆွဲတဲ့ကျွန်တော်တောင်ကုန်းတောင်နဲ့အလှကိုလည်းဟိုမှာကျွန်တော်လက်တကန်းလုံးမှာမြင်ရအဲ့ဒါလေဒီအိမ်ယာဝင်ထဲမှာဒီအိမ်တစ်လုံးမှာပဲခံစားလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်သဘောကျလိုက်တာကြိုက်လိုက်တာမိုက်တယ်ဒီရခေါ်ရတဲ့ဇင်တို့ကတိတ်2400ရှိအောင်ကျွန်တော်ညှိနှိုင်းပြီးတော့ညောင်းချပေးမှာဖြစ်ပါတယ်ဒီနေရာကပြုံးတွေမြို့ရက်ွက်ကြီးကိုနန်းတော်မှာရှိတယ်ဒီလိုအိမ်လှလှလေးတွေစင်တူရှိနေတဲ့အင်ယာဝင်ထဲမှာရှိတယ်မန္တလေးပြုံးတွေလမ်းရှိုးလမ်းမှာမေးတင်မှာလည်းရှိတယ်ချဲကျဲကကျွန်တော်တို့3.1 ဧကဖြစ်တယ် square feet နဲ့ပတ်သက်တွက်မယ်ဆိုရင်တော့ကျွန်တော်တို့9000ဝန်းကျင်ဖြစ်ပြီးတော့မှကျွန်တော်တို့ပေ80 60အနေဒါဖြစ်တဲ့အရန်ကိုလှတဲ့ master bedroom အခန်းကျကျ3ခန်းပါတဲ့အပြင်ဟိုမှာဒီလိုကျွန်တော်တို့အမှုပညာမြောက်စွာခံစားမှုရောအမှုပညာလှရတွေရောတိတိကျကျပေါင်းဆက်ထားတဲ့ကျွန်တော်တို့ဒီလိုတစ်ပင်ပန်းပန်းတွေရေတကုံတွေအကုန်ပါတဲ့အိမ်လှလှကြီးတစ်လုံးဖြစ်တဲ့အပြင်ကိုမင်းမျိုး vibe ကိုအပြည့်အဝရရှိတဲ့တောင်ကုန်းတောင်နဲ့အလားတူလဲပြည့်ရကိုယ်အခန်းနဲ့မြင်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပိုင်ဆိုင်မှုအားကလည်းအရန်ကိုကောင်းတယ်ခရမ်းမြေမျိုးစားဖြစ်ပါတယ်ခင်ဗျကဲဒီလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ကိုစက်သက်မေးမြန်းဖို့အတွက်ကျွန်တော်ကတော့ recommend ပေးလိုက်ပါစေကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ